Premier League သမိုင်းမှာစံချိန်သစ်တင်လိုက်ပြန်တဲ့ဟာလန်အားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ်။တွင်ကိုတွေနဲ့ပတ်သက်လာရင် Man City တိုက်စစ်မှုဟာလန်ကပရိသတ်တွေအားလုံးသဘောကျကြတဲ့တိုက်စစ်မှုတစ်ယောက်ပါပဲ။ Man City အသင်းကိုစားရောက်တဲ့အချိန်တွေကအခုအချိန်အထိကိုဟာလန်ရဲ့တွင်ကိုတွေက Man City အသင်းအတွက်အရေးပါနေခဲ့ပါတယ်။မင်းညကစားခဲ့တဲ့ Everton အသင်းနဲ့ပွဲစဉ်မှာလည်း Man City အသင်းက2ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ Man City အသင်းအတွက်ဂိုးတွေကိုဟာလန်တယောက်တည်းကပဲသွင်းယူပေးခဲ့ပါတယ်။ဟာလန်ဟာ Everton အသင်းနဲ့ပွဲစဉ်မှာဂိုးသွင်းနိုင်ခဲ့ပြီးနောက်ဒီဟာဒီ Premier League 10ပွဲကစားပြီးချိန်မှာသွင်းဂိုး17ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ Premier League သမိုင်းမှာသွင်းဂိုး10ဂိုးပြည့်ဖို့အတွက်တတိယမြောက်ပွဲအနည်းဆုံးကစားသမားဖြစ်လာခဲ့ရပါတယ်။ဒီစင်းမှာပထမနေရာနဲ့ဒုတိယနေရာကလည်းဟာလန်ပဲဖြစ်ပြီးတော့2024-2025ဘောလုံးရာသီမှာသွင်းဂိုး10ဂိုးပြည့်ဖို့အတွက်ဟာလန်က9ပွဲပဲကစားခဲ့ရပြီး2022-2023ဘောလုံးရာသီမှာသွင်းဂိုး10ဂိုးပြည့်ဖို့အတွက်ဟာလန်က6ပွဲပဲကစားခဲ့ရပြီးတမိုင်းတစ်လျှောက်ဒုတိယအမြန်ဆုံးဖြစ်ခဲ့ပါတယ်။ဒါကြောင့်မလို့ Premier League သမိုင်းရဲ့သွင်းဂိုး10ဂိုးပြည့်ဖို့အတွက်ပွဲအမြန်ဆုံးကစားခဲ့ရတဲ့စီးရင်မှာပထမဒုတိယတတိယနေရာ3ခုလုံးကိုဟာလန်တယောက်တည်းကသိမ်းပိုက်ထားတာလေးဖြစ်ပါတယ်